ရိုးရှင်းလွယ်ကူပြီးတော့ချက်ရလွယ်တဲ့ဝက်နံရိုးအာလူဟင်းလေးချက်စားဖြစ်ပါတယ်ဝက်နံရိုးကိုအခုလိုမျိုးဓားလေးတွေနဲ့တုံးတုံးလေးဖြစ်အောင်တီထားပေးလိုက်ပါမယ်တီထားတဲ့ဝက်နံရိုးလေးတွေကိုရေးပြအောင်လို့ပေါ့နော်တေချာလေး2ရေ3ရေလောက်စေးကြောပြီးတော့စစ်ပေးပါမယ်ရှင်ပြီးတော့ပြီဆိုလို့ရှိရင်တော့ဟင်းချက်ဖို့အတွက်ကြက်သွန်လေးကြက်သွန်ဖြူချင်းစတာတွေကိုရောကြိတ်ပြီးတော့ကြိတ်စံနဲ့ရောကြိတ်လိုက်တယ်ပေါ့နော်ကဲပြီးရင်တော့အိုးထဲကိုစီထည့်မယ်စီပူလာတဲ့ခါမှာခုနကကြိတ်ထားတဲ့ကြက်သွန်တွေအကုန်လုံးကိုစီရဲကိုထည့်ပြီးတော့စီတက်ပါမယ်ကြက်သွန်လေးတွေကိုမှွေနည်းနဲ့နည်းနည်းလေးအယောင်လေးပြောင်းလာပြီဆိုလို့ရှိရင်အယောင်တင်မှုတ်ပါတော့ကျွန်မတို့ငုတ်ကြီးစိမ့်မှုတ်လို့ခေါ်တယ်ငုတ်ကြီးစိမ့်မှုတ်လေးထည့်ပြီးတော့စီတက်ပါမယ်ရှင်ငုတ်ကြီးစိမ့်မှုတ်လေးတွေကိုနှံ့အောင်လို့အခုလိုမျိုးအထက်အောက်လေးပေါ့နော်လှန်ပြီးရောတေချာလေးလုံးပေးမယ်နည်းနည်းလေးကပ်ပြီးဆိုလို့ရှိရင်ရေလေးနည်းနည်းထည့်ပြီးတော့ပေါ့နော်အခုလိုမျိုးလေးမကပ်အောင်လို့ထည့်ပေးပါမယ်အယောင်လေးနည်းနည်းရဲလာပြီဆိုရင်တော့အဲ့တဲကိုအရသာမုတ်ငံမြာကြီးပေါ့နော်အနှစ်ထဲကိုအရသာဝင်အောင်လို့အဲ့ရသာလေးနှစ်ခုကိုရောထည့်ပြီးတော့မှွေရပါမယ်ရှင်ရတာနှက်ထားတဲ့ဝက်နံရိုးလေးတွေကိုထည့်ပြီးတော့လုံးပါမယ်။အော်ပြောဖို့မိခဲ့လို့သိလားဝက်နံရိုးလေးဒီရတာနှက်တဲ့ကက်လေးကြမ်းခဲ့လို့ပါနော်။အဲ့ထဲကိုစနင်းရဲ့အချိုးမုတ်ရဲ့စားလေးရဲ့ထည့်ပြီးတော့ရတာနှက်ထားပါတယ်။ကဲပြီးသွားလို့ရှိရင်တော့လုံးပြီးတော့ဒီရေနွေးလေးနဲ့ပေါ့နော်နည်းနည်းလေးရေထည့်ပြီးတော့အုပ်ထားပေးပါမယ်ရှင်။9မိနစ်လောက်ကြာတဲ့အခါမှာအိုးဖုံးလေးပြန်ဖွင့်ပြီးတော့အိုးမကတ်အောင်လို့ထပ်အောက်လေးပြန်ပြီးတော့လှမ်းပေးပါမယ်နော်။ရင်နွေးကိုအသားဖုံးတဲ့အထိခုလိုမျိုးလေးထည့်ပြီးတော့ဖုံးလေးဖုံးထားပြီးတော့ထားပေးပါမယ်ရှင်။9မိနစ်လောက်ကြာတဲ့အခါမှာအိုးလေးထပ်ဖွင့်မယ်ဒီအသားလေးတွေမကတ်အောင်လို့အထက်အောက်လေးပေါ့နော်လှန်ထားပေးပါမယ်ကဲဒီမှာအခုဆိုလို့ရှိရင်ပွက်နေပေါ့နော်ဝက်နံရိုးလေးတွေကအမှစားကျင်စရာအနံ့ကလေးမှုေးပြီးတော့ဒီလိုနေထားလေးရောက်နေပါပြီအာလူးလေးတွေကိုအခုလိုမျိုး၄တောင်လေးတုံးပြီးတော့ထားပေးမယ်ပေါ့နော်အနစ်ကလေးဒီလိုမျိုးရဲလာပြီးတော့အသားလေးကလည်းဒီလိုမျိုးကြက်ခန့်လေးဖြစ်တဲ့အနေထားရောက်ပြီးဆိုလို့ရှိရင်တော့တီးထားတဲ့အာလူးကလေးတွေကိုထည့်ပါမယ်အာလူးလေးတွေကိုလည်းဒီအာလူးတွေကိုအသားစိတ်ဝင်အောင်ပေါ့နော်အရသာစိတ်ဝင်အောင်လို့အသားလေးနဲ့အနှစ်ကလေးတွေကိုတေချာလေးလုံးပြီးတော့နေထားပေးပါမယ်နော်ပြီးရင်တော့အာလူးနုဘူးအတွက်ရင်းလေးလေးကိုခဏလိုမျိုးပေါ့နော်နည်းနည်းအသားနဲ့အာလူးနုတွေထိထည့်ထားပေးပါမယ်ရှင်ပြီးရင်ဖုံးလေးခဏပိတ်ထားပါမယ်နော်2မိနစ်လောက်ကြာရင်ဖုံးလေးကိုပြန်ဖွင့်ပြီးတော့အထက်အောက်လေးတေချာလေးပြန်ပြီးတော့လဲပေးမယ်ပေါ့နော်ကဲနည်းနည်းကြာတဲ့အခါမှာတော့အခုလိုမျိုးရေဆက်နဲ့ပေါ့နော်စီကြံရေကြံဝက်နံရိုးအာလူဟင်းလေးရပါပြီရှင်ကဲဒါကတော့ရတာရှိပေါ့နော်စားမယ်ဝက်နံရိုးအာလူဟင်းလေးပါရှယ်ကြိတ်ပါတော့မယ်အိမ်မှာရှိတဲ့တုစီကအမြုပ်တွေနေပေါ့နော်ဒီမပီလိုပါလို့ねတစ်ခွဲလုံးမှာစားကြပြီပြီးပြင်ပေါ့နော်လက်တင်တွေပါကာပြီးတော့စားနေကြပါတယ်ကျမရဲ့ဗီဒီယိုလေးကိုအခုလိုမျိုးအဆုံးထိကြည့်ပြီးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်ဘိုင်ဘိုင်ပါ